မချမ်းရေဒါဘာအတော့လဲမချမ်းစားချင်နေပြီနော်ဒီနေ့ကတော့ကုတီကိုတုံရမ်းတုတ်စားတာလေတောင်းဒီကိုပြောပြပြီးလို့ရလားမချမ်းရတာဗောချစ်တယ်လို့ပြောချစ်တယ်โอเคဒါဆိုရင်ကုတီကိုတုံရမ်းတုတ်ကိုများများလေးတုတ်စားချင်တယ်ဘယ်လိုမျိုးတုတ်ရလဲဆိုတာတွားကြည့်ကြမယ်လားအဲ့တော့အသားလို့တုံရမ်းကုတီကိုတုတ်ကိုဘယ်လိုတုတ်စားလဲဆိုတာချင်းနဲ့တူကြည့်ကြမယ်ဒီတုတ်နီးလေးကလေအသားမကြိုက်တဲ့သူတွေအတွက်ပြီးတော့အရသာလဲပြပြနှစ်စားချင်တဲ့သူတွေအတွက်ဆိုရင်တော့တင့်တော်တယ်ပေါ့နော်တချို့ဆိုရင်အသားမကြိုက်တဲ့သူတွေရှိတယ်လေနော်အဲ့တော့ကုတီကိုအဖက်ကိုလေးပွဲစာထည့်တယ်ကစွန်းရွက်တွေထည့်တယ်ခရုစီငုတ်တီစိမ့်လေးပါထည့်တယ်ပြီးတော့တမယာရီုံချမ်းကတမယာတီးစစ်ထည့်တယ်ပေါ့နော်မြေပဲမှုတ်ထည့်တယ်တကြားထည့်တယ်အဓိကကတော့တုံရမ်းအနှစ်နဲ့နေတာပေါ့နော်တုံရမ်းအနှစ်နဲ့နေတဲ့ခါကျရင်တုံရမ်းအနှစ်အနှံလေးမှုေးတယ်မြေပဲနဲ့ပေါင်းဆက်လိုက်တဲ့ခါကျရင်အရန်ကိုမှုေးပြီးတော့မှအရသာတိတိမိမိလေးရတယ်ပေါ့နော်အဲ့တော့ချမ်းကအခုတလောအသားတွေတိတ်မစားချင်တာနဲ့ကုတီကိုဖက်လေးနဲ့ကစွန်းရွက်အရွက်များများလေးနဲ့တုတ်စားတဲ့နီလန်းလေးကိုလည်းပြောပြပေးလိုက်တယ်ပေါ့နော်နောက်ဆုံးမှာတော့ကြက်သွန်ဖြူကြော်နဲ့ငရုတ်တီလေးနဲ့ငယ်ထည့်ပြီးတော့မှတုတ်လိုက်တယ်အဲ့တော့ပကံလေးတွေကိုထည့်လိုက်မယ်နော်ဒါဆိုရင်ချမ်းတို့၄ယောက်စာလောက်စားလို့ရတယ်ပေါ့နော်၄ပွဲစာလောက်ပေါ့တခါတည်းတုတ်ထားတဲ့ဟာလေးအရန်သားကောင်းတယ်ပြီးတော့တအားကြီးလည်းမဆက်ဘူးအရသာလဲကွက်တိဖြစ်တယ်ပေါ့နော်အဲ့တော့တုံရန်ကုတီကိုတုံးလှုပ်စားခြင်းတဲ့သူတွေအတွက်ကိုနီလန်းလေးပြောပြလိုက်ပြီးတော့မှလှုပ်စားကြည့်တကယ်လို့မောက်ကလှုပ်နီအမျိုးမျိုးနဲ့စီးပွားဖြစ်လှုပ်ရောင်ဖို့ပြင်ဆင်နေတယ်စီးပွားဖြစ်လှုပ်ရောင်ခြင်းတယ်ဆိုရင်တော့ကုတီကိုတင်နန်းကိုသွားတက်လို့ရသေးတယ်သူကအပြင်သွေးလဲစီတယ်လို့ online တန်းလဲစီပုံမှန် online တန်းကို2သိန်း9တောင်ဒီဗီဒီယိုကနှိပ်ကြည့်ပြီးတော့အပ်တဲ့သူ9ဦးတွင်းကို2သိန်းခွဲနဲ့ရတဲ့အပြင်ကုတီကိုပြုလုပ်နေစာအုပ်တော့ပါလက်ဆောင်ရသွားမယ်အပြင်သွေးကိုတော့ message မှာတိတ်စိတ်သွားမိလိုက်ပါအားပေးနေတဲ့သူတို့ချင်းစီကိုကျေးဇူးတင်ပါတယ်စားလိုက်ပါဦးမယ်ဘိုင်ဘိုင်